အစင်းတင်ဆက်နေတဲ့ TikTok play မှာဗီဒီယိုလေးတွေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဆောင်းပေါင်းထဲမှာလမ်းလျှောက်နေတဲ့ဗလိလိုက်ပါမင်္ဂလာပါဒီချစ်ကွဲဖောင်တာကိုစရာပြောပါဒီနေ့ဗလိမဲ့အကြောင်းအရာလေးကတော့ Call to Action ကိုအစုံပုတ်တွေခိုင်းတဲ့လူတွေဖြစ်ပါတယ်ဒီလိုတစ်ပုတ်မှာ Call to Action မှာပါမဖြစ်အားမယ်ဆိုတင်နဲ့အများကြီးရှောက်ခိုင်းတဲ့ခါကျတော့လည်းအဆင်မပြေဘူးပေါ့နော်ညာတော့အပြင် knowledge sharing လုပ်တဲ့လူတွေအစုံပုတ်တွေခိုင်းကြတယ်တချို့တွေဆိုရင်နော်ကိုကဘာမှမပြောရသေးဘူးခါတယ်အစုံတော့ Call to Action တွေစပြီးတော့ခိုင်းတော့တာပဲအပေါင်းလေးနှိပ်ခဲ့ပါအောင်တို့အတဲလေးပေးခဲ့ပါအောင်တို့ comment လေးမှန်ခဲ့ပါအောင်တို့ share ခလုတ်လေးနှိပ်ခဲ့ပါအောင်တို့ share ခလုတ်လေးနှိပ်ခဲ့ပါအောင်တို့ report လေးလုပ်ခဲ့ပါအောင်တို့ပြောတာလေးသဘောကျလို့ရှိရင်ပြည်သားစုကိုပြောပေးပါအောင်တို့တကယ်ချင်းမိတ်ဆွေတွေကိုပြောပေးပါအောင်တို့ ਨੇ စုံနေတာပဲခိုင်းတာဟေးဆိုဝေလာတချင်းကောက်ဦးတယ်မလားမိတ်ကပ်မကြိုက်တော့တချင်းများဆိုတာတော့ကြိုက်လို့ရှိရင်လည်းလက်ခုပ်ကတီးမှာပဲမကြိုက်လို့ရှိရင်လည်းဆဲမှာပဲလေဘာတွေမျောလင့်နေတာတော့ကို့မှာထည့်စရာ Call to Action နဲ့အများကြီးရှိတယ်ဆိုလို့ရှိရင်တော့တပုတ်တဲ့အစုံသုတ်တွေမထည့်နဲ့လေဗီဒီယိုတွေခွဲပြီးထည့်ပေါ့နော်အဲ့လိုမျိုးCall to Action အစုံသုတ်မသုံးဖို့က knowledge sharing လုပ်နေတဲ့လူတွေမှမဟုတ်ပါဘူးเนาะတခြား product တော့ service ရောင်းနေတဲ့လူတွေလည်းအဲ့လိုအစုံသုတ်တွေမထည့်ကြပါနဲ့ဒီတစ်ပတ်ရဲ့ TikTok play ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ပတ်တွေမှာလည်း TikTok ပေါ်မှာအမြင်မတော်တာတွေမှားလေးမှားတာရှိတဲ့အကြောင်းအရာလေးတွေကိုဗလဲအောင်မှာမို့လို့ဆောင်းမကြည့်ရှုကိုအကြံပေးတင်ပါတယ်ပုံစံအတိုင်းပေါ့နော်ကျွန်တော်ရဲ့ TikTok play မှာဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်ဒီကအပေါင်းလေးနှိပ်အသေးလေးပေး comment ရေးစိတ်ခလုတ်လေးနှိပ် share ခလုတ်လေးနှိပ်ဖို့မပြောတော့ပါဘူးလို့ဆုံးဖြတ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်